အလုံးမင်္ဂလာပါကျွန်တော်တို့ဆက်ရုံမှာဒီနေ့ဟင်းခေါင်းပါတယ်ဒါတော့ game မာဒီလို့ခေါ်ပါတယ်ကိုရီးယားလူဆိုရင်ဒီကြော်လေးရမ်းဆောင်အောင်ပါတယ်သူကရင်းကြီးလေးနဲ့ပါပါတယ်ကျွန်တော်လည်းခွဲပြပါမယ်ကြည့်ကြည့်ပါစားလိုက်ရင်သူကနည်းနည်းမြုပ်ကောင်းအရသာလေးနဲ့ပါပါတယ်အဲ့ကြော်လေးရမ်းဆောင်အောင်ပါတယ်ကိုရီးယားရဲ့အဲ့ဒီလန်ဘေးယာဆိုင်ဒီမှာအဲ့ဒီကြော်လေးတွေရောင်းပါတယ်ဒါတော့ဘဲချူကင်ချီပါကျွန်တော်ဆေးရုံမှာလုပ်တဲ့ကင်ချီအရင်စားအောင်ပါတယ်စားကြင်ကြလေးပါကျွန်တော်တော့ဆေးရုံကကင်ချီပူကြိုက်ပါတယ်ဒါတော့ Oido လာဂျီမူချီလို့ခေါ်ပါတယ် spicy bay flower roof slab ပေါ့နော်အဲ့ကောင်လေးကအဲ့ဒီအမြင့်လေးကအဲ့ bay flower ကိုကျွန်တော်ဒီမှာလို့ခေါ်မတတ်ပါဘူးဗျာအဲ့ဒါသခွားသီးနဲ့တုတ်ထားပါတယ်သူကဆက်လေးနဲ့ရမ်းစားအောင်ပါတယ်ပြီးတော့ချစ်သားပါချစ်သားကိုသူကအယိုးပါတဲ့ချစ်သားပေါ့နော်အဲ့ဒါကိုသူအာလူးလေးနဲ့ပြီးတော့ဆမ်မုတ်ချောင်းလေးနဲ့ချစ်ထားတာပါအဲ့ဒီဟင်းလေးရမ်းဆောင်အောင်ပါတယ်ဒီနေ့ကတော့နည်းနည်းအဆက်တွေကြီးပါပဲကိုရီးယားတွေအဲ့ဒီအဆက်တွေစားများပါတယ်ပြီးရင်သူကဆက်ပြီးတော့နည်းနည်းလေးအချိုရတာလေးနဲ့နည်းနည်းပြန်ပြီးတော့ထွက်ပါတယ်ချစ်တော်မေးလေးနဲ့ပါပါတယ်ဒါကတော့ဟင်းချိုပါအဲ့ဒီပဲပီပါဟင်းချိုကိုသူတို့ကိုရီးယားလို့ဆိုရင် all kun na mul ကူလို့ခေါ်ပါတယ်သူကပဲပီပါဟင်းချိုနည်းနည်းလေးအဆက်ပါပါတယ်အဲ့ဟင်းချိုလေးလည်းအရင်တောက်အောင်ပါတယ်အဲ့တော့ကျွန်တော်တို့စိတ်ဥမှာကျွေးတဲ့သမင်းနဲ့ဟင်းပါVamos. Dạ, từ đòn này.